this one အခင်းဖြစ်တဲ့နေရာကိုသွားဖို့နော်ဆိုင်းနေတာအဲ့လောက်ကြီးလိုလို့လဲဒီခန့်မှာပဲနော်ဟိုဘက်ခန်းလေးတော့ဘောလောက်တောင်လိုလို့လား မလိုဘူးလေအဲ့လောက်ကြီး Lesson number 2, Mount Pew. Always be prepared. You will never know when the danger is coming. Minute I now let us subtitle to it. အဲ့နားမလဲငါစားလို့မရ Now, some last sibling went on. ဟုတ်ကဲ့ဆရာ ကဲရမိုက်လိုက်တာဟိုကာတွန်းပုံနှစ်ပုံထည့်တာ ဝင်လို့မရ Now, some ချက်ချဲကြည့်လိုက်ဟောချက်ချဲကြည့်လိုက်နော်ကာတွန်းပုံနှစ်ပုံနဲ့စီပလင်းဝင်မှာနော်โอเค last sibling went on. နော်ဆိုတော့စီပလင်းဝင်မှာโอเคနာဆာ Hey, Mount Pew. Dead body of a man like one. ဆရာအောင်ပါလေ သေးလဲတည်တဲ့မှာကွာစောက်ခေါက်ဝတ်တတ်ချင်ကြရတယ်တလန်းကြောင်လည်းရှေးကြီးပါဘာလို့ရှော့သွားလဲ တော့လမ်းကြောင်း ပိုက်မှာ ကြည့် အို နေ င်း တာ ဆိုင်မှာတိတ်မှာပေါ့ မင်းချိုင်လိုက် ခရိုက်ဆရာပစ္စည်းရှောက်မခိုင်းနေလေ လူတစ်ယောက်နှစ်ခါတည်တယ်ဆိုတာအဲ့ဒါကိုပြောတာ 先生您还好不了。 ဟဲ့မော်ဗျူစအိုမှာပြဲရှာတန်ရရှိတေးကြရတာအတက်ခံလာပြီ မသေးခင်ဝမ်းချုပ်တဲ့ယောဂရှိတယ်လို့ရေးထားတယ်လေ ညအပေါ်ရန်ကောက်ချက်ချလို့မရဘူးကွာ ဒါလေးလေးနဲ့စဉ်းစားရမှာနော်ဒါဟုတ်တယ်ပြောသလိုပဲ ဟုတ်ဘော ကော်ဖီကောလည်းမဟုတ်ဟာဒါစီးလား အော်တေဆုံးသူရဲ့တုတ်ပုံးနမူနာလေး ဟာယောီဟာယောီတော့ဘူးနမူနာ what the ဟာယောီဘယ်စားနေဝါ ဟဲ့မော်ဗျူလာအောင်ပေါ့